အားလုံးပဲမင်္ဂလာပါ United Story TikTok နဲ့ဘောကောင် YouTube Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့သုံးသက်တင်ဆက်ပေးခြင်းတဲ့ပွဲကတော့2026ကမ္ဘာ့ဖလားအုပ်စု L ရဲ့ပွဲစဉ်ပွဲဖြစ်တဲ့အင်္ဂလန်အသင်းနဲ့ဂါနာအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပြီးတော့ဒီပွဲစဉ်ကိုတော့ကျွန်တော်24ရက်နေ့မြန်မာစံတော်ချိန်နက်2နာရီခွဲချိန်ရှင်ပြိုင်ကစားသွားချက်မှာဖြစ်ပြီးတော့ဒီနှစ်သင်းလုံးရဲ့ကမ္ဘာ့ဆင့်ရက်တည်မှုကိုကြည့်ရမယ်ဆိုတော့အင်္ဂလန်အသင်းကကမ္ဘာ့ဆင့်4မှာရက်တည်ပြီးတော့ဂါနာအသင်းကကမ္ဘာ့ဆင့်83မှာရက်တည်နေရဲ့ဒီနှစ်သင်းလုံးရဲ့အဖွင့်ပွဲစဉ်ကိုကြည့်ရမယ်ဆိုရင်အင်္ဂလန်အသင်းကတော့ခရိုအေးရှားအသင်းကို4-2 နဲ့နိုင်ထားပြီးတော့တစ်ဖက်ကဂါနာအသင်းကတော့ပနာမအသင်းကိုတကုန်းရှိဆိုတဲ့ရက်လက်နဲ့နိုင်ထားတယ်ဒီနှစ်သင်းရဲ့အဖွင့်ပွဲစဉ်ခြေစွမ်းကိုကြည့်ရမယ်ဆိုတော့အင်္ဂလန်အသင်းကတော့ခရိုအေးရှားအသင်းကို4-2 နဲ့နိုင်ရရှိထားတဲ့နေရာမှာသူတို့ရဲ့ကစားပုံကောင်းတယ်ခြေစွမ်းပိုင်းကောင်းတယ်ကစားကွက်လည်းတော်တော်ကောင်းတယ်စီးလုံးမှုလည်းတော်တော်ရှိတယ်တက်ပြန်ကောင်းတာ transition မှာတော်တော်ကောင်းတော့ကျွန်တော်တို့တွေ့ရတယ်တစ်ဖက်ကဂါနာအသင်းကတော့ပနာမအသင်းကိုအကျိတ်နဲ့ကစားပြီးတော့မှခွဲပြီးကန်ပြီးဒီလိုမှ95မိနစ်ကြာမှတကိုးသွင်းပြီးအနိုင်ကိုသွင်းပြီးတော့သူတို့နိုင်ရရှိသွားတွေ့ရတယ်အနည်းငယ်တော့သူတို့လူချင်းပိုင်းနဲ့သူတို့ကစားပုံတွေကမဆိုးလောက်ဘူးပြောလို့ရတယ်ဒါပေမဲ့အင်္ဂလန်အသင်းကိုရှင်းနိုင်စရာအကြောင်းတော့မရှိဘူးဒီပွဲစဉ်မှာအင်္ဂလန်အသင်းကပဲတစ်ဖက်ဆောင်းနေဖိပြီးကစားလာမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်အားကြောင့်မလို့ဒီပွဲစဉ်ကိုကျွန်တော်အနေနဲ့သုံးသပ်ပေးရမယ်ဆိုတော့အင်္ဂလန်အသင်းကခန္ဓာအသင်းကို2 ဂိုးရှိတော့နဲ့အနိုင်ရရှိသွားမယ်ခံမှန်းသုံးသပ်ပေးအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ